လူရင်းသီးကိုမိတ်ဆွေတို့ဘယ်လိုမျိုးခွဲခြားကြလဲလူရင်းသီးကိုလွယ်လွယ်လေးနဲ့ professional ကြကြလေးခွဲနည်းလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့လူရင်းသီးကိုအညာလေးကိုဖြတ်ပစ်လိုက်ပါပြီးတော့ရင်းသီးရဲ့အနောက်ဘက်ခြမ်းမှာအနောက်ဘက်ခြမ်းကိုဓာတ်နဲ့ခုတ်လိုက်ပေါ့နော်ကျွန်တော်တို့ပုံသီးခွဲသလိုမျိုးခုတ်လိုက်ဒါမှမဟုတ်ဓာတ်နဲ့လီးလိုက်လို့လည်းရတယ်ဓာတ်နဲ့လီးဖြတ်လို့လည်းရတယ်ခိုင်းကြရင်ဓာတ်နဲ့လီးဖြတ်လိုက်တော့ဓာတ်နဲ့လီးဖြတ်လိုက်တော့မယ်ပြီးအဲ့လိုမျိုးခွဲဓာတ်နဲ့ဖြတ်လိုက်တဲ့ခါကျရင်တို့ကအနောက်မှာဒင်းသီးအိမ်တွေပေါ်လာတယ်အဲ့ဒါအိမ်တွေပေါ်လာတဲ့ခါကျအသားရလေးနဲ့လှင့်လေးနဲ့ဆွဲလိုက်ရင်တို့ထွက်သွားလိမ့်မယ်ကိုကကြတော့ဒင်းသီးကဖြတ်တာနည်းနည်းနှဲသွားတယ်နှဲသွားတဲ့ခါကျတော့နည်းနည်းလေးပင်ပန်းသွားတာပေါ့အားနည်းနည်းဆန်းလိုက်ရတာပေါ့နော်ဆိုတော့ဒီမှာအသားရလေးပဲဒင်းသီးအိမ်ပေါ်လာတဲ့ခါကျရင်ဒင်းသီးကိုလှင့်လေးနဲ့နည်းနည်းဖြတ်ခွဲလိုက်ရင်သူကအဲ့လိုထွက်သွားလိမ့်မယ်ဟိုဒင်းသီးရမ်းမိုက်တယ်ထိုင်းမှာအသားတွေကြီးပဲအစစ်နည်းနည်းလေးပဲကျွန်တော်ပိတ်သားဆိုတော့သိတယ်မလားဒင်းသီးရမ်းကျိတ်တယ်ဒီလိုမျိုးຫນွေကာလဆိုရင်ကျွန်တော်ဘေးမှာဒင်းသီးရမ်းပေါ်လာလိမ့်မယ်မှာမြန်ချောင်းလိုကတန်လို့ရမ်းစားကောင်း Oh my god